ဒါတော့ကိုရီးယားနိုင်ငံရဲ့ဆောင်းရာသီနှင်းကြမှုအခြေအနေပေါ့နော်အဲ့တော့ဘုဒ္ဓရအနေနဲ့ကျွန်တော်ရိုက်ကူးတင်ပြတာဖြစ်ပါတယ်ဘာဆိုရင်မင်းညတော်တော်လေးနှင်းကြတာကျွန်တော်အိမ်ဒီထဲမှာဆိုရင်အပူပေးဆက်တွေရှိတယ်အမှမဟုတ်ထင်းမီးဖို့ထင်းမယ်ဖြစ်ဖြစ်ထင်းမီးဖို့အပူပေးဆက်လည်းရှိတယ်ပြီးတော့ကတ်နဲ့အပူပေးတဲ့မီးဖို့တွေလည်းရှိတယ်ပြီးတော့အလက်စစ်ရေပွိုင်းလာအပူနဲ့လည်းအဲ့လိုအိမ်ဒီထဲမှာထားအောင်နော်အဲ့တော့ခုဆိုရင်ဒါတစ်ပင်နေရလည်းပဲတီးဆောင်းရာသီဆိုတော့အကုန်လုံးကတိရွက်တွေကျွေးကုန်တော့ဟိုကထင်းရှူးပင်ရတော့မကျွေးဘူးပေါ့နော်ထင်းရှူးပင်တွေကဘာလဲဆိုတော့ဆောင်းရာသီမှာဘာဖြစ်လေထားရှိဆိုတော့နှင်းဘက်တွေကပ်ပြီးတော့ overweight ဖြစ်ပြီးဂိုင်းကြီးကြိုကြတော့နော်အဲ့ကောင်တော့နှင်းအရွက်မကျွေးကျန်တဲ့ပင်ရတော့အရွက်အကုန်ကျွေးကုန်အဲ့ဆိုရင်ခုကြည့်ကြည့်ပါတစ်ပင်เนี่ยမသိရင်အန်လီဒီဟိုဟာလေးတက်ထားတဲ့အတိုင်းပဲမီးလေးတက်ထားတဲ့အတိုင်းနှင်းပတ်လေးရလာကတ်တစ်ကိုင်းနေကြည့်ပါရန်တော်လဲလှပါတယ်ကောင်းတဲ့ဘက်ကတွေးတော့လှတယ်ပေါ့အဆိုးဘက်ကတွေးတော့တော်တော်လေးအေးတယ်ပေါ့ပြီးတော့ဘာမှသိအလုံးလို့မရဘူးကြည့်ပါဆိုရင်ဆောင်းရသည်ဆိုရင်ဒီဟိုကပလတ်စတစ်အိမ်ကြီးတွေကတော့တစ်ပင်ဆိုင်ရပါဘောနော်အဲ့ဒီမှာဒီလိုမျိုးရာကင်းလေကင်းတွေကတော့ဘာမှလုံးလို့မရဘူးပေါ့ဘာလို့ဆိုတော့အတင်းအေးပြီးတော့ဒီကြည့်ပါအဲ့ဆိုမင်းညနှင်းတော်တော်လေးကြာတာကျွန်တော်တို့ဘယ်လိုလဲဒီလမ်းလေးမှာဆိုတစ်ခါတလေအရန်နှင်းနေပိတ်နေဆိုရင်တော့ဘောလူစားလိုကားမျိုးနဲ့လိုက်ထိုးရပါတော့နှင်းထိုးပြီးရအောင်ရှေ့ဆိုလဲဒါတောင်ကုန်းလေးပေါ့နော်အဲ့ကုန်းမှာတစ်ပင်ရှိရပါတော့အရွက်တွေကျွေးထေရကိုထင်းရှူးပင်တွေပဲအရွက်မကျွေးကျန်တာတွေကအရွက်ကျွေးကျန်တဲ့ပင်ရွက်6